Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့မင်ကဒီကလစ်ကလေးတွေကိုလုပ်ပြပေးမှာဖြစ်ပါတယ်ဒီနေ့မင်းထောက်ကလစ်ကလေးကိုရွေးချယ်ထားပါတယ်မင်းတို့ကလစ်လေးကိုအကော်လေးကတ်တဲ့အခါမှာဆိုလို့ရှင်ပေါ့နော်ကော်ရဲ့အရန်အများကြီးမကပ်မိဘူးပေါ့နော်အဲ့ဒါလေးအရေးကြီးရယ်ပြီးတော့ဒီအားလေးဆိုရင်တန်ကလစ်ကလေးပေါ့နော်ဒီတန်ရောင်ကလစ်ကလေးမှာဆိုရင်လည်းမင်းဒီကလစ်အမျိုးအစားဆိုပိုးဆွဲပေါ့နော်ကိုကကော်ဇက်ချတဲ့အခါမှာနည်းနည်းထိထိန်ထိန်လေးချဖို့လိုရပေါ့နော်မဟုတ်လို့ရှိရင်ကော်ဇက်များသွားမယ်ဆိုရင်မင်းတို့ကကလစ်ကိုပန်လို့မရတာဖြစ်တယ်ပေါ့နော်ဘာလဲဆိုတော့မင်းတို့ကလစ်အဖွင့်အပိတ်ပေါ့နော်လိုမျိုးညှက်တဲ့နေရာလေးကိုကော်လေးတွေထိမိသွားရဆိုလို့ရှိရင်ဒီလိုမျိုးအဖွင့်ပိတ်နေရာလေးကကတ်သွားပြီးတော့မင်းတို့ကလစ်ပန်ဖို့အတွက်ကိုဖွင့်မရတာဖြစ်နိုင်တယ်ဒါကြောင့်ဒီလိုကလစ်ကလေးတွေကိုမင်းတို့ကတ်တော့မယ်ဆိုလို့ရှိရင်ကော်ဆက်ကလေးကိုနည်းနည်းထိမ့်သိမ့်ပြီးတော့ကတ်ပေးဖို့လိုပါတယ်ရှင်ကလစ်ကလေးနဲ့တော့ပင်လေးတွေကိုရွေးချယ်တာကတော့ဒါကိုယ်စိတ်ကြိုက်ပေါ့နော်ရွေးချယ်လို့ရတယ်မစ်စီမာဒီလိုတော့ပင်လေးတွေကလစ်ကလေးတွေကိုလက်လီလက်ကားဝယ်ယူအားပေးလို့ရပါတယ်ကုန်ချမ်းလေးတွေကိုကိုယ်တိုင်လုပ်ပြီးတော့ small business လေးစတင်တဲ့မိန်းကလေးအတွက်ဆိုလို့ရှိရင်လည်းမင်းတို့ဒီလို handmade လုပ်ကလေးရပေါ့နော်အရန်အဆင်ပြေပါတယ်ရှင်ကျေးဇူးပေးလို့